ပင်လယ်ပြင်ကြီးထဲမှာဆယ်စုနှစ်နဲ့ချီပြီးလိုင်းထိုးတွေကိုဖျက်ကျော်ကုန်စည်တန်ချိန်ပေါင်းတောင်းနဲ့ချီတည်ယူပို့ဆောင်ပေးခဲ့တဲ့အေယာမပင်လယ်ကူးတင်မောကြီးတွေရဲ့နောက်ဆုံးခရီးကဗမာအဆုံးသက်တယ်လဲဆိုတာတင်တို့တွေးဘူးကြသလားတောင်အာရှကရှုံးနှုံတူတဲ့ကမ်းခြေတွေဘောကိုအချိန်နဲ့မောင်းတင်ပြီးသူတို့ရဲ့ဘဝကိုအဆုံးသက်ကြရတာပါဒီနေ့မှာတော့ကျွန်တော်တို့ကဥရောပနဲ့ကမ္ဘာအတွင်းကဆွန့်ပစ်လိုက်တဲ့အေယာမတင်မောကြီးတွေကိုအာရှကကျောင်းကျင်သူတွေကဘယ်လိုမျိုးအစားနာမကျန်အောင်ပြန်လည်အသုံးချ recycle လုပ်ပြကြတယ်လဲဆိုတဲ့စိတ်လှုပ်ရှားစရာနောက်ွယ်ကအကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်တကယ်တော့တင်မောတစ်စင်းရဲ့တက်တန်းကပြန်ပြန်အားဖြင့်25နှစ်ကနေအနှစ်30လောက်ထိပဲရှိတာပါအဲဒီနောက်ပိုင်းမှာတော့တန်ကြီးတက်တာစက်ပစ္စည်းတွေဟောင်းနှံလာတာကြောင့်ပြုပြင်စိတ်ကအသေးဝယ်တာထက်တောင်ပိုကုန်ကျင်လာတတ်ပါတယ်ဒါကြောင့်ပဲဒီတင်မောကြီးတွေကိုဖျက်ဆီးပြီးတော့တန်အဖြစ်ပြန်ရောင်းဖို့ဆုံးဖြတ်ကြတာပေါ့တင်မောတစ်စင်းကိုဖျက်တော့မယ်ဆိုရင်ပထမဆုံးလုပ်ရတာကတော့တင်မောကိုကမ်းခြေဘက်ကိုရောက်အောင်တင်ရတာပါပဲဒါကထင်တလောက်တော့မလွယ်ပါဘူးဒီအထက်ဆုံးချိန်ကိုဆောင်ပြီးတော့တင်မောကိုအချိန်ကုန်တင်ပြီးတဲတောင်ပြင်ပေါ်မောင်းတင်လိုက်ရတာပါဒီပြန်ကြသွားတဲ့ခါမှာတော့အဲ့ဒီအေယာမတန်မဏိတောင်ကြီးကတဲတောင်ပြင်ပေါ်မှာဝင့်နေတော့တာပေါ့အဲ့ဒီချိန်ကနေစပြီးတော့တင်မောကြီးကိုတစားစီဖြက်စီးမဲ့လုပ်ငန်းစဉ်ကြီးစတင်ပါတော့တယ်အရင်ဆုံးတင်မောထဲမှာရှိသမျှအသုံးဆောင်မှန်သမျှကိုအကုန်ထုတ်ပါရီထိုင်ကုန်တွေဇပွဲတွေမီးချောင်းတွေလျှက်စစ်ဝါယာကြိုးတွေကအစအိမ်သာရုံးပစ္စည်းတွေအစုံအကုန်လုံးကိုပြန်ထုတ်ပြီးတော့ဒေတာသွင်းဈေးကွက်တွေမှာပြန်ရောင်းကြပါရီအထူးသဖြင့်ခရီးသက်တင်အပျော်စီတင်မောကြီးတွေဆိုရင်တော့ရုပ်ရှင်ရုံတွေရေကူးကန်ပစ္စည်းတွေနဲ့ခန်းသားတွေမီးဆိုင်ကြီးတွေပါပါတက်လို့တော်တော်လေးကိုအဖို့တက်ပါရီပစ္စည်းတွေအကုန်ထွက်သွားပြီဆိုရင်တော့စီကန်တွေကိုတန်ရှင်းရေးလုပ်ရပါရီဒါကအန်ဒရယ်ရှိဆုံးပိုင်းပါပဲစီလက်ကျန်နည်းနည်းလေးရှိနေအောင်မှမီးဖြက်စက်နဲ့ဖြတ်တဲ့အခါမှာပေါက်ကွဲမှုတွေဖြစ်နိုင်လို့ပါအဲဒီနောက်မှာတော့အလုသမားရာပေါင်းများစွာကဒီဂရီစင်တီဂရိတ်3000ကျော်ပူပြင်းတဲ့မီးဖြက်စက်တွေနဲ့တဲမောက်ကိုရဲကြီးကိုအပိုင်းပိုင်းဖြတ်ကြပါရီစဉ်းစားကြည့်အောင်နဲ့တင်တော်တော်လေးကိုကြောက်စရာကောင်းပါရီတန်ချိန်တောင်းနဲ့ချီတဲ့တံမဏိပြားကြီးတွေကိုအပေါ်ကနေဖြတ်ချလိုက်တဲ့အခါမြေကြီးတောင်တုံဟင်းသွားတာပါဒီလိုလုပ်ငန်းခွင်မှာအလုပ်လုပ်နေရတဲ့အလုပ်သမားတွေကတနေ့ကို$4လောက်မပြည့်တဲ့လောက်ခလာစာနဲ့သူတို့ရဲ့အသက်ကိုရင်းပြီးတော့လုပ်နေကြရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းကနေရရှိလာတဲ့စီးပွားရေးအကျိုးမြတ်ကတော့မနည်းလာပါဘူး။တင်မောတစ်စင်းရဲ့90%ကျော်ကိုပြန်လည်သုံးချလို့ရပါတယ်။ဒီကနေရတဲ့တံမဏိတွေကိုအရေးကြိုပြီးအိမ်ဆောက်တန်ချောင်းတွေတရားတွေနဲ့လမ်းမကြီးတွေဖောက်လုပ်တဲ့နေရာမှာပြန်သုံးကြတာပါ။တန်ရိုင်းတွေကိုမြေကြီးထဲကနေထူထုတ်ပြီးတန်အသစ်ထုတ်တာထက်စာရင်ဒီလိုတင်မောဟောင်းတွေကိုပြန်ဖြတ်ပြီးတော့တန်ထုတ်တာကစွမ်းရည်သုံးစွဲမှုကို90%လောက်ထိလျှော့ချပေးနိုင်ပါတယ်။ဒါကြောင့်မို့လေဘဝင်းကြီးထိန်သိရင်ရှူတောင်းကနေကြည့်ရင်တော့ဒါဟာကောင်းမွန်တဲ့တန်တရားတစ်ခုလို့ပြောလို့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာလေတင်မောရီထဲမှာပါလာတဲ့ခဲစိတ်တွေအစိတ်တင်ဓာတုပစ္စည်းတွေကပင်လယ်ရေထဲကိုစီးဝင်သွားပြီးတော့ဘဝင်းကြီးကိုပျက်စီးစေတာမျိုးတွေလည်းရှိနေပါတယ်။ဒါကြောင့်အခုနောက်ပိုင်းမှာတော့နိုင်ငံတကာကနေပို့ပြီးတော့စနစ်ကျပြီးတော့ဘေးကင်းတဲ့တင်မောဖြတ်တဲ့နီလန်းတွေကိုပြောင်းလဲလာအောင်ဖိအားပေးလှုံ့ဆော်နေကြပါပြီ။ဒီကုန်းချုပ်ရရင်တော့ပင်လယ်ပြင်မှာဟိန်းတောက်ခဲ့တဲ့တင်မောကြီးတွေကကမ်းခြေတစ်ခုပေါ်မှာသူတို့ရဲ့ဘဝကိုအဆုံးသတ်လိုက်ရပေမယ့်သူတို့စီကနေရတဲ့တံမဏိတွေကတော့ကျွန်တော်တို့နေထိုင်တဲ့အစာအုပ်တွေသွာလာနေတဲ့တရားတွေအဖြစ်နဲ့တခြားပုံစံတစ်မျိုးနဲ့ဆက်လက်ရှင်သန်နေုံမှာဖြစ်ပါတယ်။